ဘူးဘူးတို့မှလောက်ဆက်တယ်မလုပ်ပဲနေရအောင်ခုစိတ်တွေရမ်းရှုပ်နေပြီ ဦးရဲ့ဒီတစ်ချက်မှာကိုတို့တွေတူတူရှိမယ်လို့ကိုဂရိပေးခဲ့ဘူးရဲ့လို့ဟာ ဘူးရှုံမယုံတော့ဘူး ဦးရဲ့ကိုမျက်လုံးတေချာကြည့်ပါဦးကိုကလေအဲ့လိုလုံးရင်မျိုးတွေလုံးမဲ့လူမျိုးလားဟာဦး ဟုတ်မို့မင်းတို့ကြည့်ရတာတိတ်တနာဖို့ကောင်းလုံးငါလာပြောပြရဝမ်းချစ်အောင်ကမင်းနောက်ွယ်မှာဘာလုံးလဲဆိုတော့မသိလား ရှက်ပါဆိုလို့ရတယ် ရှော့တောက်ကြည့်ကြည့်လိုက်ဝမ်းချစ်အောင်နဲ့ကိုကိုတချမ်းမှာ2ယောက်တည်းရှောက်လဲသူတို့2ယောက်ကြိတ်ပုံခုန်နေအောင်ကြားတယ် ရှင်ကအထင်လွဲရလည်းဖြစ်ချင်းဖြစ်နေမှာပါ မင်းစားကမင်းထိန်ငါးစားငါထိန်မယ်သူတို့2ယောက်နောက်ထပ်မတွေ့နိုင်အောင်ငါတို့ဘက်ကတားဆီးဖို့လိုဘာမှမဟုတ်ဘူးဆိုရင်ငါတို့ချစ်ရတဲ့သူကိုဆုံးရှုံးသွားနိုင် ဒါဆိုရှင်ကကျမကဘာလုပ်စိတ်ကို လွတ်လပ်လေးပါမင်းကဝမ်းချစ်အောင်မင်းလက်ကနေလွတ်သွားနိုင်အောင်မင်းထိန်ထားဖို့လိုတယ်မင်းလည်းမချစ်တဲ့လူကိုဆုံးရှုံးချင် ဘာပြောစရာရှိလို့ဒီခေါ်လိုက်တာလဲငါမှအချိန်သိမ်းမရှိဘူးနော် ကိုစိတ်ညစ်စေခဲ့တဲ့အတွက်ကိုတောင်းပန်ပါတယ် နင့်မှာစိုက်လူရှိနေရပဲဘာလဲမင်းကကောင်ဖမ်းကျင်နေ အာဦးရဲ့မဟုတ်ရပါဘူး ကိုဒီမှာဘာလုပ်နေရလဲ မို့ဒီကိစ္စမင်းနဲ့လုံးဝမဆိုင်ဘူး နေပါအောင်တို့ဘယ်သူလဲဆိုတာမင်းသိရမဟုတ်လားဘုန်းနဲ့ကိုကမကြခင်လက်ထပ်တော့မှာဆိုတော့ဒီကိုနဲ့ဝိုးဝင်းနေဖို့တို့လာပြောဘုန်းယောက်ကမိဘချင်းသဘောတူလာတဲ့လူကြီးနော်လမ်းမှာတွေ့လို့ကြောင်လို့ကြိုက်ထားတဲ့ကောင်မလေးမဟုတ်ဘူး တော်တော့ပြင်မှုပါဒီကိစ္စမင်းနဲ့လုံးဝမဆိုင်တော့ဘူးမင်းနဲ့ငါနဲ့လည်းပတ်သက်စရာအကြောင်းမရှိတော့ဘူးပြီးတော့ငါကိုကိုကိုပဲလက်ထပ်ပါငါလူလူနဲ့နှစ်သက်တဲ့နှစ်တောင်မှရောက်ခဲ့ပြီနော် ဒါနဲ့ကိုခွင့်လို့ပြရမလား ကိုရဲ့မန်တရားဆိုတာငြင်းတဲ့နောက်ကျတတ်ပြီမဲ့ဘယ်တော့မှပျောက်ကွယ်မသွားတတ်ဘူးလေထန်ရရရှိခဲ့တဲ့ကိုရဲ့တိတ်ကိုငါလည်းပေးခဲ့ရနေတယ်မဲ့ကိုကူအားနာနေမိတာဒီနေ့ကစပြီးတော့ဒီရဖြစ်နေတဲ့ကိုရဲ့နှလုံးသားကိုတော့အပိုင်ဖြစ်ခဲ့ပြီပါမယ်